ဒါကတော့ကြားပါကြားတွေကကဘာပေါ်မှာအကြီးဆုံးကြောင်မျိုးစေ့ဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့မိတ်ဆွေကကြားဖြစ်ရမှာပါခမရတက်တူးကြိုက်တဲ့သူဆိုရင်တော့ကြားဖြစ်ရင်ပတ်စံအကုန်ခံပြီးတက်တူးထိုးစရာမလိုတော့ပါဘူးဘာလို့လဲဆိုရင်တော့ကြားတွေမှာအစင်းချောင်းတွေပါနေလို့ပါဒီအစင်းချောင်းတွေကတစ်ကောင်နဲ့တစ်ကောင်မတူကြပါဘူးလူတွေဆိုရင်တော့လက်ပွေပေါ့အစင်းချောင်းတွေကကြားတွေအတွက်တော့တက်တူးတွေပါတက်တူးထိုးထားတဲ့အပိုင်းမှာအနက်ရောင်အမွှေးတွေပေါက်ပြီးတော့အကျန်တဲ့အရေးပြားမှာတော့လိမ်မော်ရောင်အမွှေးတွေပေါက်လာမှာကြားတွေရဲ့ရှာမှာစူးတွေပါရှိပြီးတော့လူတွေရဲ့အရေးပြားကိုတော့စုပ်ပြဲနိုင်ပါတယ်ကဘာပေါ်မှာကြားကောင်ရင်2000လောက်ပဲရှိပါတော့တယ်ဒီထက်က9000လောက်ကပဲတဘာဝတိုင်းရှိပြီးတော့တက်တန်း10နှစ်ကနေ15နှစ်ထိအသက်ရှင်ကြပါတယ်ကျန်တဲ့1000ခွဲလောက်ကတော့ပတ်စံရှာပေးနေတဲ့ကောင်တွေပါပတ်စံရှာပေးတဲ့ကောင်တွေကတော့တက်တန်း20လောက်ထိနေကြရပါတယ်ဘုဒ္ဓရအနေနဲ့ပြောရရင်ကြားရဲ့မျက်နှာမှာပါတဲ့ဒီတကလုံးဟာတရုတ်ဘာသာစကားမှာဆိုရင်တော့ဘယင်လို့အဓိပ္ပာယ်ရပါတယ်အခုတော့ခမရရဲ့ကြားပေါ်ကလေးစလိုက်ကြရအောင်ပါဒါကတော့ခမရနဲ့ခမရရဲ့ဖွားပတ်တော်တွေကိုကိုဝင်ဆောင်ထားတဲ့ကြားမိတ်မေကြီးပါကြားမိတ်မေကြီးကခမရတို့ကို3လခွဲရက်အားဖြင့်105ရက်လောက်အကြာမှာတော့တီးတက်ကူထဲမှာမွေးပေးလိုက်ပါတယ်ကြားတွေဟာပုံမှန်အဖြစ်2နှစ်3နှစ်ကြာမှတစ်ခါမွေးကြပါတယ်တစ်ခါမွေးရင်လည်း2ကောင်ကနေ5ကောင်ထိလောက်ပဲမွေးပါတယ်ကျွန်တော်ကသဘောထားကြီးပြီးတော့ခမရတို့ကိုမောင်နှမ9ယောက်အထိမွေးခိုင်းလိုက်ပါတယ်တိတ်တော့မပြောကြပါနဲ့အောင်မွေးတဲ့5ကောင်မှာ90ရာခိုင်နှုန်းလောက်ကအခြားသားရဲတွေလက်ချက်နဲ့ဒါမှမဟုတ်အစာငတ်လို့သေးကြပါတယ်ဒီလိုမှမဟုတ်ရင်လည်းအချင်းချင်းကုတ်ဖက်လို့သေးကြရပါတယ်အခုတော့ခမရအသက်ရှင်မှဖြစ်မှာမို့ခမရနဲ့ခမရဖွားပတ်တော်တကောင်ကိုအသက်ရှင်ခွင့်ပေးလိုက်ပါတယ်ခမရမွေးလာတော့အလေးချိန်2ပေါင်3ပေါင်လောက်ပဲရှိပါတယ်ပြီးတော့2ပတ်လောက်အထိမျက်စိလည်းမမြင်ပါဘူးပထမ10ပတ်လောက်မှာကြားမိမိရဲ့နှုတ်ကိုပဲအားကိုးရပါတယ်ဒီထက်အသက်ကြီးလာရင်တော့ခမရကိုကြားမိမိကအသားတွေစကျွေးပါပြီတနစ်သားကနေတနစ်ခွဲအရွယ်မှာတော့ခမရရဲ့ညီကိုတော်နဲ့အတူကြားမိမိနောက်လိုက်ပြီးချောင်းမြောင်းချင်းနဲ့အမဲလိုက်နည်းတွေကိုသင်ယူရပါတယ်ဒီရွယ်မှာပဲခမရတို့ရဲ့ငယ်သွားတဲ့နေရာမှာသွားအသစ်တွေအစားထိုးလာပြီးမို့သားကောင်ကြီးတွေကိုတက်ဖြတ်နိုင်ပါတယ်ခမရအသက်2နှစ်ဝန်းကျင်မှာတော့မိသားစုနဲ့ခွဲပြီးတော့ကိုလန်းကိုစချောက်ပါတယ်ကြားတွေကခမရရဲ့လက်တွေဘွားလိုပဲအိမ်ကြီးကြပါတယ်တနေ့မှာ18နာရီလောက်ကိုအိပ်ပါတယ်ပုံမှန်အဖြစ်လည်းညဘက်မှာပဲအမဲလိုက်ကြပါတယ်ခမရကသားကောင်ကိုချောင်းမြောင်းပြီးခုံးလိုက်တယ်ဆိုပါတော့ဒါပေမဲ့ခမရရဲ့အောင်မြင်နိုင်မှုက10ရာခိုင်နှုန်းအောက်ပဲရှိပါတယ်ဆိုလိုတာက10ချိန်မှာတစ်ချိန်တော့မသေးကြဘူးဆိုတဲ့သဘောပါဒီတော့ခမရတပတ်ကိုတစ်ချိန်လောက်ပဲစားပေမဲ့နေတိုင်းအမဲလိုက်နေရမှာပါပြီးတော့ခမရသားကောင်ရတဲ့အခါသားကောင်ရဲ့9ပုံတစ်ပုံပဲစားရမှာပါကျန်တဲ့4ပုံတစ်ပုံကိုတော့နောက်ရက်တွေအတွက်ခြားသားကောင်တွေရဲ့ရန်လွတ်အောင်ပွက်ပြီးတော့ခြံထားရမှာပါခမရအရွယ်ကောင်းနေချိန်တွေမှာနောက်6ရောက်တွေကတန်မာတာကြောင့်တစ်ခါခုံရုံနဲ့စင်မုံတောင်ရောက်နိုင်ပါတယ်တနာရီကို60ကီလိုမီတာအမြန်နှုန်းနဲ့လည်းပြေးနိုင်ပါတယ်ပြီးတော့ခမရရေကူးရတာကြိုက်တယ်ဆိုတာကိုလည်းသိထားဖို့လိုပါတယ်ဘာလို့လဲဆိုရင်တော့ခမရရဲ့ခြေပွားတွေမှာရေကူးဖို့အတွက်အမေးပါးတွေပါပါတယ်ခမရအခုဆို3နှစ်ကျော်4နှစ်ပဲရောက်လာပြီမို့ကြားပြိုပေါ်ဝင်လာပါပြီအမတွေက3-4နှစ်ဆိုစတင်ပေမဲ့ခမရအထီးဆိုတော့5-6နှစ်မှစပါတယ်ဒီလိုနဲ့ခမရလည်းကျင်ရာရှာတွေ့ပြီးတော့အာဝါဟဝိဝါဟလိုက်ပါတယ်မိမလည်းရပြီဆိုတော့ခမရပိုင်တဲ့နယ်မြေတွေကိုအတိအကျသတ်မှတ်ဖို့လှုပ်လာရပါတယ်နောက်ပိုင်းမှာတော့မိသားစုအသစ်တန်တရားလဲလာပြီးခမရမွေးကစားလိုပဲမို့ကြော်လိုက်ပါမယ်အခုဆိုရင်ခမရအသက်10နှစ်ကျော်လာပြီးအဖိုးကြီးဖြစ်လာပြီဆိုတော့ခမရကျင်လဲကျက်စားတဲ့နယ်မြေတွေကိုလည်းငယ်ရွယ်သူတွေစီကိုဆုံးရှုံးလာရပါတယ်ခမရရဲ့သွားတွေလည်းတစ်ချောင်းပြီးတစ်ချောင်းကျိုးလာပါတယ်ခြေထောက်တွေကလည်းအရင်လိုမပြေးနိုင်တော့တာမို့အစာရှာရတာခက်ခဲလာပါတယ်ဒီတော့ခမရလည်းအစာရှာရလွယ်ကူတဲ့လူတွေမွေးမြူထားတဲ့ကြက်ချန်နာကိုချင်းကပ်လာပါတယ်ဒါပေမဲ့ကံမကောင်းစွာပဲခမရလူသားတွေရဲ့လက်ချက်နဲ့ရှော့သွားပါတယ်ခမရရဲ့ကြားပေါ်ကလေးကတော့ဒီလောက်ပါပဲခမရအခုရောကြားဖြစ်ချင်သေးလားဆိုတာကွန်မန့်မှာမှတ်ချက်ပေးသွားပါဦးခင်ဗျာ